အိန္ဒိယကိုအံ့အားသင့်စေခဲ့တဲ့ UFC ချန်ပီယံဂျိုရှာဖန်ရဲ့သမိုင်းဝင်ခီးစဉ်ပရိသတ်ချင်းအားလုံးပဲမင်္ဂလာပါရှင်။ UFC သမိုင်းတစ်လျှောက်လုံးမှာအိန္ဒိယနိုင်ငံကိုတကူးတကလာရောက်လဲပတ်ခဲ့မှုတဲ့ချန်ပီယံဆိုတာဘယ်သူမှမရှိခဲ့ဘူးပါဘူး။ဒါပေမဲ့ခုတော့အဲ့ဒီသမိုင်းကိုချင်းတိုင်းသာသွေးပါနဲ့ကျမတို့ရဲ့ဂုံဆောင် UFC Flyweight ချန်ပီယံကြီးဂျိုရှာဖန်ကစတင်ရေးထိုးလိုက်ပြီပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ခုဆိုရင်အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်တစ်ခုလုံးမှာကမ္ဘာဒုတိယအသက်ငယ်ဆုံးချန်ပီယံဂျိုရှာဖန်ရဲ့ခီးစဉ်ကြောင့်အော်တောင်းနေတဲ့အကြီးကျယ်ကိုလှုပ်လှုပ်ရှားရှားဖြစ်နေပါပြီ။ဂျိုရှာဖန်ရဲ့ဒီရှေ့တောင်အာရှခီးစဉ်ကတော့တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းနေပါတယ်။သူရဲ့ခီးစဉ်စပြင်မေလ25ရက်နေ့မှာတော့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကိုအရင်ဆုံးခြေချခဲ့ပါတယ်။ရောက်ချန်ထားယူပြီးတာနဲ့ CRC ရဲ့25နှစ်ပြည့်ခမ်းနားကိုတက်ရောက်ခဲ့ပါတယ်။သူဟာငယ်စဉ်ဘဝကလေးကမလေးရှားကိုမိသားစုနဲ့အတူရွှေ့ပြောင်းခဲ့ရတာဖြစ်ပြီးခုချိန်မှာတော့ကမ္ဘာ့ဆင်ချန်ပီယံကပတ်ကြီးကုန်တွေကဂုဏ်ယူဝေကြွားစွာနဲ့သူကျင်လည်ခဲ့ရာကျောင်းနယ်နေရာဟောင်းတွေကိုပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။အောင်မြင်မှုတွေအများကြီးရရှိထားပေမဲ့ဇာတိနဲ့ငယ်ဘဝအောင်မမေ့တဲ့ဂျိုရှာပန်ရဲ့စိတ်ဓာတ်ကတော့တကယ်ကိုလေးစားစရာပါပဲ။မလေးရှားမှာချိန်ဖြုံးပြီးတဲ့နောက်ပြည်သက်တွေစောင့်မြုံဆုံးအိန္ဒိယခီးစဉ်အတွက်ဗီဇာတည်ပြုချက်ရရှိသွားခဲ့ပါတယ်။ဒါကြောင့်မနေ့ကနယူးဒေလီမြို့ကနေတဆင့်ချင်းလူမျိုးများပြားနေထိုင်ရာမီဇိုရမ်ပြည်နယ်ကိုခီးဆက်လာခဲ့ပါတယ်။အဲဒီကနေမေလ29ရက်နေ့ညနေ2နာရီဝန်းကျင်မှာတော့မီဇိုရမ်ပြည်နယ်အိုင်ဇုံမြို့ကလေးစိတ်ကိုအောင်မြင်စွာရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။သူ့ကိုချူဆိုဖို့အတွက် Mizoram Mixed Martial Art Association MISMA ကတာဝန်ရှိသူတွေအစိုးရပိုင်းကအရာရှိတွေချင်းစစ်ဆောင်တွေနဲ့မီဇိုရမ်ပြည်နယ်ကပြည်သက်တွေဟာလေးစိတ်အထိတခဲနဲ့တွားရောက်ကြိုဆိုခဲ့ပါတယ်။မီဇိုရမ်ပြည်နယ်အားကစားဝန်ကြီးကိုရိုင်းကတော့ဒီနိုကမ္ဘာ့စစ် UFC ချန်ပီယံတူလာရောက်တာဟာပြည်နယ်အတွက်သမိုင်းမှတ်တိုင်တစ်ခုပဲလို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။အာရှတိုက်ကနေထွက်ပေါ်လာတဲ့ပထမအဆုံးသော UFC ချန်ပီယံဟာအိန္ဒိယနဲ့မီဇိုရမ်ကိုရောက်ရှိလာတဲ့ပထမအဆုံးချန်ပီယံလည်းဖြစ်ခဲ့ပါပြီ။ဒီခီးစဉ်ရဲ့ထွတ်ထိပ်ကတော့မနက်ဖြန်မေလ30ရက်နေ့မှာကျင်းပမယ့်ပွဲစဉ်ပဲဖြစ်ပါတယ်။တိုက်ဆန်ဆန်ပဲမီဇိုရမ်ပြည်နယ်အခြေဆိုင် MISMA ကနေ Regional အဆင့် MMA ပြိုင်ပွဲတစ်ခုကျင်းပဖို့ရှိနေပြီးဂျိုရှာဖန်ကိုအထူးဧည့်သည်တော်ဖြစ်တက်ရောက်ပေးဖို့ဖိတ်ကြားထားပါတယ်။ဒီသတင်းနဲ့ထွက်သွားရောမီဇိုရမ်ပြည်နယ်ကပြည်သက်တွေကြားမှာအိုးအတောင်နဲ့ဖြစ်သွားခဲ့ပါတယ်။ MISMA ပြိုင်ပွဲအတွက်လက်မှတ်တွေဟာအလူရက်ဝယ်ယူကြလို့အချိန်တိုတွင်းမှာပဲရောင်းကုန်သွားခဲ့ပါပြီ။ဒေသခံတွေကလည်းသူ့ကိုလေးစိတ်ကနေတောင်းတောင်းပြပြကြိုဆိုခဲ့ကြသလိုပွဲနေ့အတွက်ပါကြီးကျယ်ရင်ခုန်နေကြပါပြီ။ UFC ဖွဲ့စည်းမှာချန်ပီယံတွေအများကြီးရှိပေမဲ့အိန္ဒိယနိုင်ငံကိုတခုတ်တရလာဖို့တဲ့သူမရှိပါဘူး။အခုတော့ကျမတို့ရဲ့ Flyweight ချန်ပီယံဂျိုရှာဖန်ကပထမဆုံးချန်ပီယံဖြစ်သမိုင်းတည်ရေးထိုးနိုင်ခဲ့ပါပြီ။ကောင်းလိုက်တဲ့စံချိန်ပါပဲ။အခုလိုဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ပရိသတ်ကြီးအားလုံးဘေးကင်းကြပါစေ။